မင်္ဂလာပါရှင် Rose Silent Real Estate Company Limited မှာဒီနေ့ညဝယ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဝယ်ပြင်ရောင်းဘယ်လိုလုပ်မလဲဘယ်ကနေစလုပ်မလဲဆိုတာပဲဖြစ်ပါတယ်ရှင်အိမ်ချက်မြေဝယ်ရောင်းလုပ်တယ်လို့လူအများစုကတော့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ဝယ်ရောင်းမှာသူက2မျိုးရှိတယ်ပေါ့နော်2မျိုးရှိတယ်ပထမတစ်ခုက wholesale လို့ခေါ်တဲ့တိုက်ခန်းကိုဈေးတင်တာဝယ်ပြီးဘာမှမပြင်မစင်မဲနဲ့ပြန်ရောင်းထုတ်တာနံပါတ်2ကတော့သူက flipping house လို့ခေါ်တယ်ပေါ့နော်အိမ်ကိုဝယ်လိုက်တယ်ဝယ်ပြီးတော့ပြင်ဆင်ပြီးတော့မှပြန်ရောင်းတာပေါ့နော်flipping မှာပြင်ဆင်ပြီးပြန်ရောင်းတယ်ဆိုတာကအမြတ်ရရှိဖို့အခွင့်အလမ်းများသလိုwholesale ဝယ်ရောင်းတဲ့အမြတ်အစွန်းပြင်ကိုယ့်အဖွဲ့အစည်းကိုပါအလုပ်ကိုင်အခွင့်အလမ်းတွေပေးနိုင်တယ်ပေါ့နော်ဝယ်ပြင်ရောင်း flipping house ကိုဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဘလို့အလုပ်လုပ်တယ်လဲဆိုလို့ရှိရင်တာမန်အိမ်ချမ်းမြေရင်းနှီးမြုပ်နှံမှုမတူတာကများသောအားဖြင့်တာမန်မိသားစုတွေပေါ့နော်ဖေဖေမေမေ man and popမိသားစုတွေပေါ့နော်အပိုဝင်ဝင်လေးရှိတယ်အိမ်ချမ်းမြေတစ်ခုကိုရင်းနှီးမြုပ်နှံထားတယ်အငှားချထားတယ်ပေါ့နော်ဒါဆိုရင်တော့လစဉ်ဝင်ဝင်အပိုရရှိတယ်ပေါ့ဒါကတော့တာမန်ရင်းနှီးမြုပ်နှံတာဒါပေမဲ့ flipper တွေအနေနဲ့ကတော့အိမ်သို့မဟုတ်တိုက်ခန်းတစ်ခုကိုဝယ်မယ်ဝယ်ပြီးရင်ပြင်မယ်ပြင်ပြီးရင်တင့်တော်တဲ့အမြတ်စွန်းရတာနဲ့တခါတည်းပြန်ထုတ်မယ်ပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်အိမ်ကိုလည်းအဲ့လိုပဲဝယ်မယ်ပြင်မယ်ပြင်ပြီးရင်ပြန်ရောင်းထုတ်မယ်ပေါ့နော်အဲ့ဒီလိုမျိုးအိမ်တိုက်ခန်းဝယ်ပြင်ရောင်းသမားတွေအတွက်အကျိုးမြတ်ရရှိစေတဲ့အချက်ကတော့2ချက်ရှိတယ်ပေါ့နော်နံပါတ်1အချက်ကတော့ကိုဝယ်လိုက်တဲ့နေရာမှာလူထူတဲ့စီကားလာတယ်နံပါတ်2အချက်ကတော့ပြုပြင်မွမ်းမံထားတဲ့အရာတွေကနေပြီးတော့ထပ်မံတက်မှုတက်လာမှုတွေပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဥမာအားဖြင့်ကိုကအိမ်တစ်ခုကို3,500တဲ့အိမ်တစ်ခုကိုဝယ်လိုက်တယ်ပြင်ဆင်စိတ်က350ပေါ့နော်နောက်ပြီးတော့အခွန်အခအကျိုးဆောင်ကားတွေအခွန်အခတွေမပါဘဲနဲ့3,600နဲ့ပြန်လဲပြီးတော့ရောင်းထုတ်လိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမြတ်က350ကျန်နေပေါ့နော်အဲ့လိုမျိုးရှိတယ်နောက်ပြီးတော့ဝယ်ပြင်ရောင်းနေဘယ်ကစမလဲအောင်မြင်တဲ့ဝယ်ပြင်ရောင်းလုပ်ငန်းလုပ်ဖို့အတွက်တင့်တော်တဲ့ဈေးနှုန်းနဲ့အိမ်ဝယ်ယူနိုင်မှုကတော့လိုတယ်ပေါ့နော်ဒါကတော့ကျမတို့ဒီ Rose Silent Real Estate Company Limited ကိုလိုမျိုးပေါ့နော်ကျွမ်းကျင်တဲ့အိမ်ချမ်းမြေအကျိုးဆောင်ကုမ္ပဏီတွေကိုဆက်သွယ်နိုင်ပါတယ်နောက်ပြီးတော့နောက်တစ်ခုသတိထားမှာဝယ်ပြင်ရောင်းလုပ်တဲ့အခါမှာ80%ရာခိုင်နှုန်း80%ရာခိုင်နှုန်းဥပဒေသားကိုတော့နားလည်ထားမှာဖြစ်ပါတယ်ဒီ80%ရာခိုင်နှုန်းဆိုတာကဘာလဲဆိုတော့အိမ်ကိုဝယ်တဲ့အခါမှာပေါက်ဈေးဆိုတာတဲ့အိမ်အနေထားကိုကြည့်ပြီးတော့ပေါ့နော်80%ရာခိုင်နှုန်း80%ရာခိုင်နှုန်းနဲ့ဥပဒေသားနဲ့ပြင်ဆင်စရိတ်ကိုနှုတ်ပြီးတော့ဈေးဖြတ်ရမယ်ဥပမာ3,500တန်တဲ့အိမ်ကိုဆိုလို့ရှိရင်80%ရာခိုင်နှုန်းဆို3,350ပြင်ဆင်စရိတ်က3အစိတ်ဆိုရင်3အစိတ်နှုတ်လိုက်လို့ရှိရင်3,300အစိတ်ပဲပေးသင့်တယ်ပေါ့နော်ဈေးကဒီဥပဒေသားဘာလို့အရေးကြီးလဲဆိုလို့ရှိရင်ကုန်ပစ္စည်းတွေဈေးတက်မှုတွေမမျှော်လင့်နိုင်တဲ့ရေကြီးတာတွေတဘာဝဘေးအနေငလျင်လှုပ်တာတွေနောက်လမ်းကြောင်းပိတ်ဆို့တာတွေနောက်ပြီးတော့ငွေဈေးပေါ့နော်အတက်အကျကျန်းတာတွေဒီပေါ်မှာမူတည်ပြီးတော့ဒီအိမ်ဆောက်ပစ္စည်းတွေကုန်စီဈေးနှုန်းတွေကတစ်ချိန်လုံးတက်လိုက်ကျလိုက်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်တွေကိုကိုကဒါတွေလည်းထွက်တက်ထားရမယ်နောက်ပြီးတော့စီမံခန့်ခွဲမှုနဲ့ overhead မမျှော်လင့်နိုင်တဲ့ဈေးစကားတွေပါထက်တက်ရမှာဖြစ်ပါတယ်ရှင်နောက်ပြီးတော့အိမ်ဝယ်ရောင်းဟာအသေးစားလုပ်ငန်းတစ်ခုလိုပဲအချိန်ငွေကြေးနီးပြူဟာစိတ်ရှည်မှုကျွမ်းကျင်မှုနဲ့စိတ်ရောကိုယ်ပါနှစ်ပြီးတော့လှုပ်ဆောင်ရတာဖြစ်တယ်လို့ပြောပြီးတော့ညီကုန်းချုပ်အပ်ပါတယ်ရှင်နောက်ထပ်အသေးစိတ်သိရှိလိုပါက Rose Silent Real Estate Company Limited phone 09650 599-751ကိုဆက်သွယ်လို့ရပါတယ်ရှင်ဒီ post ကိုလည်းမျှဝေပြီးတော့လူကြီးမင်းရဲ့ချစ်ခင်ရတဲ့မိတ်ဆွေတွေနဲ့မိသားစုဝင်တွေကိုဝယ်ပြင်ရောင်းဘယ်လိုလုပ်တယ်လဲဆိုတာကိုပြောပြလို့ရပါတယ်ရှင်နောက်ထပ်အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဘ ഹു တုတလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက် Rose Silent Real Estate page လေးကို like and follow comment လေးတွေပေးဖို့သတိရပေးပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်